တရားကုံတော်ဘယ်နှပါးရှိလဲမှန်တယ်တရားကုံတော်ဘယ်နှပါးရှိလဲမှားတယ်တရားကုံတော်ဘယ်နှပါးရှိလဲမှားတယ်တရားကုံတော်ဘယ်နှပါးရှိလဲမှန်တယ်သံဃာကုံတော်ဘယ်နှပါးရှိလဲမှန်တယ်တရဏဂုံ3ပါးပါလေလေမှန်တယ်ကံ3ပါးပါလေလေကံ3ပါးပါလေလေကံ3ပါးပါလေလေကာယကဝစီကမနောက်ကမှန်တယ်ကာယကံဆိုတာပါလေမှန်တယ်ဝစီကံဆိုတာပါလေကာယကံဝစီကမနောက်ကဝစီကံဆိုတာပါလေဝစီကံဆိုတာပါလေမှားတယ်ဝစီကံဆိုတာပါလေနှုတ်မူရမှန်တယ်မနောကံဆိုတာပါလေစိတ်မှန်တယ်ရတနာ3ပါးပါလေလေတရားရနာသံဃာရနာမှန်တယ်အပယ်4ပါးပါလေလေနေတိတ်ဆံပိတ်တာလူရဲ့ကဲမှန်တယ်ကတ်3ပါးပါလေလေရကတ်3ပါးပါလေလေကတ်3ပါးပါလေလေပါတယ်ကတ်3ပါးပါလေလေဒီဦးတဲ့ကတ်3ပါးပါလေလေကတ်3ပါးပါလေလေကတ်3ပါးပါလေလေမမခမချင်းပေးလက်နဲ့ပေးနာယောကနှိမ့်ဆက်ချင်းပေးမှန်တယ်ရန်သူမျိုး5ပါးပါလေလေရန်သူမျိုး5ပါးပါလေလေခြေပေးမီးပေးရေပေးတခုသမျှပေးမချင်းမနဲ့တတူပေးမင်းဆိုပေးမှန်တယ်ဝိပဿနာတရား4ပါးပါလေလေမသိဘူးတဲ့ဝိပဿနာတရား4ပါးပါလေလေ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 မှန်တယ်ဒီကဘာရဲ့အမည်ကပါလဲဒီကဘာရဲ့အမည်ကပါလဲဒီကဘာရဲ့နာမည်မှန်တယ်ဒီဗတ္တကဘာမှာဖျားဘယ်နှစုပွင့်ပါလဲဒီဗတ္တကဘာမှာဖျားဘယ်နှစုပွင့်ပါလဲမှန်တယ်ဒီဗတ္တကဘာမှာပွင့်မဲ့ဖျား5စုရဲ့ဘွဲအမည်ဗတ္တကဘာမှာပွင့်မဲ့ဖျား5စုရဲ့ဘွဲအမည်ဖျား5စုရဲ့ဘွဲအမည်ဖျား5စုဘွဲအမည်ဖျား5စုရဲ့ဘွဲအမည်ဖျား5စုရဲ့ဘွဲအမည်ဖျား5စုဘွဲအမည်ဖျား5စုရဲ့ဘွဲအမည်တကုတံကောဏကုံကတ္တပဂေါရမအဝိမတိယမှန်တယ်